ဆက်တို့အာမန်ပြန်ချဆက်တို့အာမန်ယုံကြည်ရဲ့အာမန်မြေမယုံချင်လို့ရှိလို့လမ်းမြေ IBRD မကွေးတိုင်းဒေသကြီးမင်းဘူးစကုမြို့နယ်မှာဒေသခံတောင်သူတွေရဲ့တီးနှံစိုက်ခင်းတွေရေကြီးနှိမ့်မြုပ်မှုအန္တရာယ်မှကြိုတင်ကာကွယ်နိုင်စေဖို့စစ်စခန်းရုပ်ကိုတူပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့မြို့နယ်ဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကနေသိရပါတယ်။စစ်စခန်းရုပ်တူပေါ်ဆောင်ရွက်ပေးနိုင်မှုအတွက်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေကအခုလ24ရက်နေ့မွန်လွယ်ပိုင်းမှာဒေသခံတောင်သူတွေနဲ့တွားရောက်တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။စစ်စခန်းရုပ်အရှိပေ3000နေရာကိုတိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ပံ့ပိုးကူညီမှုနဲ့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့တာဝန်ရှိသူတို့ကအခုလိုပဲပြောပါတယ်။ကျွန်တော်တို့ရေဘုတ်ကြေးရွာမှာရှိတဲ့စစ်စခန်းရုပ်ကိုတူပေါ်ခြင်းလုပ်ငန်းကိုမကွေးတဲ့နေစာရေးအစိုးရဖွဲ့ပံ့ပိုးကူညီမှုနဲ့ဆယ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲဦးစီးဌာနဆယ်မြောင်းမှာတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီတူပေါ်ပေးမဲ့စစ်စခန်းရုပ်ရဲ့ရွယ်စားကတော့ပေတိုင်1100နဲ့3300ထိပြမ်းမြအောက်ခြေအကျယ်6ပေထိဝအကျယ်14ပေအနက်4ပေဖြစ်တဲ့ကောင်ပေတိုင်3300မှ4300အထိပြမ်းမြအောက်ခြေအကျယ်9ပေထိဝအကျယ်19ပေအနက်6ပေဖြစ်တဲ့ကောင်စနစ်တကျကျွန်တော်တို့တူဖို့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်စစ်စခန်းရုပ်တူဖို့ခြင်းလုပ်ငန်းအကောင့်ထဲပေါ်ဆောင်ရွက်တာနဲ့ပတ်သက်လို့ဒေသခံတောင်သူတို့ရဲ့ရင်တွင်းစကားသံကိုလည်းအခုလိုပဲကြားသိခဲ့ရပါတယ်ရေဘုတ်ကြီးကအုပ်စုရေဘုတ်ကြီးကတောင်သူဥတ္တမောင်ဖြစ်ပါတယ်ခင်ဗျာ။ဒါလေးဆိုတော့ခါကြတော့နစ်ပါတယ်ဒါပေမဲ့လို့ဟိုစဘာချိန်ညာတော့တိတ်မလို့ဒါပေမဲ့စောစပိုင်းကျွန်တော်မိုးကျူနှမ်းလေးတွေဘာလေးဆိုင်တဲ့ခါကျတော့နည်းနည်းလေးအခက်အခဲဖြစ်တာပေါ့စစ်စခန်းရုပ်တူဖို့မှုကတော့တူတာကတော့ကျွန်တော်ဟိုဟာရေကြီးတဲ့ချိန်ကျရင်တော့ရေကတော့ရှော့ရှော့မောမောကျွန်တော်ဟိုငကူးကြောင်းပေါ့လေအဲ့ချောင်းတွေကိုကျွန်တော်ရှော့ရှော့မှုဆင်းသွားတာပေါ့ဗျာရှော့မှုဆင်းသွားမယ်ရေဟိုရေနစ်ချိန်လည်းမကြတော့ဘူးပေါ့ခိုင်းကတော့ကြာတာဟုတ်ရေနစ်ချိန်ဟိုတည2ညလောက်ကြာတယ်ခုစားတော့ညာတို့ချင်းရေတန့်ကုန်ပေါ့အဲ့လိုလေးတော့ဖြစ်သွားတာပေါ့ခင်ဗျာစာကျိုးမြေတော့ကဒီဘက်ကပျက်စီးဆုံးရှုံးမှုတော့လဲသွားတော့ကျတော့သီးနှံတော့ပိုးပြီးထွက်တာပေါ့ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ဟိုဘက်ကကျွန်တော်မြောင်းပြားတွေကြတော့အဲ့ရိုးတူးလိုက်ရင်လည်းကျွန်တော်အဲ့ဘက်ကကြာရေကြတော့လည်းလေးဖက်သွားမဲ့အခြေအနေလေးတော့ရှိပါတယ်ခင်ဗျဒါဆိုကျွန်တော်တို့အခုလက်ရှိတူးမဲ့ရိုးတစ်လျှောက်ကိုကျွန်တော်ကဟိုပါပေါ့ဟိုတင်းတော်မဲ့နေရာလေးတွေမှာကျွန်တော်ရှက်တားလေးတွေဘယ်လိုလုပ်ပေးတော့အကောင်းဆုံးပေါ့ဗျာအဲ့ဒါတော့ရေလည်းမနစ်တော့ဒီထွက်စင်းနေမြန်ထွက်ဟိုတို့လိုချင်တဲ့ခုနရေငတ်မဲဆိုတဲ့နေရာတွေလည်းတော့ရှက်တားနေဆိုတော့ဒီအကုန်ယူလို့ရတာပေါ့ခင်ဗျကျိုးကြီးဆိုခုနကျွန်တော်ပြောတော့ပါရေစည်းကြီးလာတော့ကောင်းသွားမှာပေါ့ဗျာရေစည်းလာကောင်းသွားမယ်ရေစည်းလာကောင်းတဲ့ပြောဟိုဘက်ကဟိုအဖျားပိုင်းနေလဲကျွန်တော်ခုနရှက်တားလေးတွေထည့်လိုက်တော့ရေလည်းဆောချောမောမောယူလို့ရသွားတာပေါ့ဗျာအဲ့ဒါဆိုတော့တွင်းကုန်းတစ်ဖက်အကုန်လုံးဆင်ပြေးသွားမှာပေါ့ဗျာအဲ့ဒါတင်းနိုင်လည်းရတာပေါ့အဲ့ဒါဆိုတော့စစ်စခန်းရုပ်တူဖို့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါကရေပုတ်ကျေးရွာမှာရှိတဲ့ကွင်းအမှတ်123ခွန်ကကြီးကွင်းနဲ့ကွင်းအမှတ်1311ကွင်းတွေမှာရှိတဲ့ဒေသခံတောင်သူတွေရဲ့စိုက်ပျိုးမြေတီးနှံစိုက်ခင်းဧက400ကိုရေကြီးနှိမ့်မြုပ်မှုအန္တရာယ်မှကြိုတင်ကာကွယ်ပေးနိုင်တော့မှာပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေရိုက်ကူးပေးပို့ထားတာပဲဖြစ်ပါတယ်။